Technical Analysis ရဲ့အခြေခံအကျဆုံးအပိုင်းကတော့ Candlestick တွေနဲ့အဲ့ဒီ Candlestick တွေကိုစုပြီးတော့ဖွဲ့စည်းထားတဲ့ Candlestick Chart တွေပဲဖြစ်ပါတယ်။ယင်းဒီမြုပ်နှံမှုဈေးကွက်လို့ဆိုတာနဲ့မီဒီယာတွေမှာ Candlestick တွေတုံးထားတဲ့သတင်းတွေကြော်ညာတွေအများဆုံးတွေ့ရတတ်တာကြောင့်ငွေကြေးဈေးကွက်နဲ့တိတ်မစိမ့်တဲ့သူတွေကဒီလိုအစိမ့်နဲ့အနီတိုင်လေးတွေအပေါ်အောက်လှုပ်ရှားနေတဲ့ဒီ Candlestick Chart တွေကိုမြင်ဘူးနေကြဖြစ်မှာပါ။ဒီဗီဒီယိုမှာတော့ Candlestick တွေအကြောင်းနဲ့ယင်းဒီမြုပ်နှံသူတွေအနေနဲ့အဓိကထားကြည့်တဲ့ Candlestick Pattern တွေအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်။ Candlestick တွေကို18ရာစုလောက်ကဂျပန်စံကုန်သည်တဦးကတီထွင်အသုံးပြုခဲ့တာဖြစ်ပြီးတော့ဈေးနှုန်းအပြောင်းအလဲတွေအပြင်ဈေးကွက်တစ်ခုမှာဖြစ်လေဖြစ်တာရှိတဲ့ psychology ကိုလည်းသူကလေ့လာခဲ့ပါတယ်။သူ့ရဲ့နာမည်က Morihisa Honma ဖြစ်ပြီးတော့အဲ့ဒီကာလကဈေးကွက်ကိုလေ့လာသုံးသပ်တဲ့သူတွေထဲကအစောဆုံးပုဂ္ဂိုလ်လည်းဖြစ်ခဲ့ပါတယ်။ပုံမှန်ဈေးနှုန်းပြတဲ့ချက်တွေနဲ့မတူတာက Candlestick တစ်ခုမှာ open high low close ဆိုပြီးတော့ချက်လက်တွေပါဝင်ပါတယ်။တနေ့တာအဖွင့်ဈေးအဲ့ဒီနေ့မှာအမြင့်ဆုံးတက်သွားတဲ့ဈေးအနိမ့်ဆုံးဆင်းသွားတဲ့ဈေးနဲ့အပိတ်ဈေးဆိုပြီးတော့ရှိပါတယ်။အဖွင့်ဈေးနဲ့အပိတ်ဈေးကြားတဲ့နေရာကိုတော့ candle ရဲ့ body အနေနဲ့မြင်ရမှာဖြစ်ပြီးအမြင့်ဆုံးနဲ့အနိမ့်ဆုံးနေရာတွေကိုတော့ wick လို့ခေါ်ပါတယ်။ body ရဲ့အယောင်အစိမ်းကဈေးတက်တာကိုပြတာဖြစ်ပြီးတော့အနီကတော့ဈေးကျတာကိုဖော်ပြတာဖြစ်ပါတယ်။အခုပုံမှာပြထားတာကိုကြည့်ရင်ရှင်းရှင်းလင်းလင်းသိနိုင်ပါတယ်။ဒီလိုမျိုး candlestick တွေစုပြီးတော့ပြတဲ့ချက်ကို candlestick chart လို့ခေါ်ပါတယ်။သူ့ကို time frame အမျိုးမျိုးနဲ့ကြည့်လို့ရတယ်။တစ်လကို1 month တစ်ပတ်ကို1 week တစ်ရက်ကို1 day စသဖြင့်တစ်လကနေ10မိနစ်စာအထိကြည့်လို့ရပါတယ်။ 1 day time frame မှာကြည့်မယ်ဆိုရင် candlestick တစ်တိုင်ကတစ်ရက်စာအချက်လက်ကိုဆိုလိုတာဖြစ်ပြီးတော့1 week မှာဆိုရင်တော့တစ်ပတ်စာဖြစ်ပါတယ်။ဆိုလိုတာကတစ်ပတ်အတွင်းမှာရှိတဲ့အဖွင့်ဈေးနဲ့အပိတ်ဈေးအမြင့်ဆုံးတက်သွားတဲ့ဈေးနဲ့အနိမ့်ဆုံးဆင်းသွားတဲ့ဈေးတွေကိုပြတာဖြစ်ပါတယ်။ကိုက1 day time frame မှာကြည့်နေရင်တော့candle တစ်တိုင်ကတစ်ရက်အတွင်းမှာရှိတဲ့အဖွင့်ဈေးအပိတ်ဈေးအမြင့်ဆုံးနဲ့အနိမ့်ဆုံးဈေးတွေကိုတွေ့ရမှာပါ။ဈေးကွက်အပြောင်းအလဲကိုကြည့်တဲ့အခါမှာ time frame ပေါ်မူတည်ပြီးတော့အတက်ကျ trend တွေကွဲပြားသွားနိုင်တဲ့အတွက်ယင်းနှိမ့်နှံသူတွေအနေနဲ့ဈေးကွက်ရဲ့အနေအထားကိုထင်သာမြင်သာရှိအောင်မလို့ time frame အကြီးတွေကိုကြည့်ရပါတယ်။ time frame သေးတွေကဈေးကွက်ရဲ့ရေတိုကာလအပိုင်းခြားတစ်ခုကိုပဲဖော်ပြနိုင်တာကြောင့်မလို့ trading လုပ်တဲ့အခါမှာသုံးလေးရှိပြီးတော့ယင်းနှိမ့်နှံသူတွေကရေတိုကာလအတွက်မဟုတ်ဘဲနဲ့ရေရှည်ရွယ်ပြီးယင်းနှိမ့်ကြတာကြောင့်ချက်တွေကိုကြည့်တဲ့အခါမှာလည်း time frame အကြီးတွေဖြစ်တဲ့1 month 1 week 1 day စသဖြင့်ကြည့်လေးရှိပါတယ်။ဒါမှသာဈေးကွက်ရဲ့လာရကိုထင်ထင်ရှားရှားမြင်တွေ့နိုင်မှာပါ။ candlestick တွေကဈေးကွက်ရဲ့ပေါက်ဈေးအချက်လက်တွေဖြစ်တဲ့အဖွင့်ဈေးအပိတ်ဈေးအမြင့်ဆုံးနဲ့အနိမ့်ဆုံးတွေကိုဖော်ပြနိုင်တာတွေမကဘဲနဲ့ဈေးကွက်ထဲမှာရှိတဲ့ရောင်းသူနဲ့ဝယ်သူရဲ့အားပြိုင်မှုတွေနဲ့ market psychology ကိုလည်းပြပြပေးနိုင်ပါတယ်။ candlestick တစ်ချောင်းနဲ့ဒါမှမဟုတ် candlestick အစုဝေးတစ်ခုကနေဈေးကွက်ကအဝယ်အားကောင်းနေသလားအယောင်းသမားတွေအားတာနေသလားအယောင်းနဲ့အဝယ်မျှခြေအနေထားမှာရှိသလားစသဖြင့်ရောင်းသူနဲ့ဝယ်သူတွေပါဝင်နေတဲ့ဈေးကွက်ရဲ့ psychology ကိုကောင်းကောင်းပြောပြပေးနိုင်ပါတယ်။ဒါကိုသုံးသပ်ဖို့အတွက်ယင်းနှိမ့်နှံသူတွေက candlestick pattern တွေကနေပြောတဲ့အချက်လက်တွေကိုဘာသာပြန်တတ်ဖို့လိုပါတယ်။အခုဆက်ပြီးပြောပြပေးသွားမှာကယင်းနှိမ့်နှံသူတွေအနေနဲ့သိထားရမယ် candlestick pattern တွေပဲဖြစ်ပါတယ်။သတိပြုရမှာက candlestick pattern တွေကဈေးကွက်ရဲ့အနေအထားကိုပဲပြတာဖြစ်ပြီးတော့ဒီ pattern ပေါ်လာရင်ဒီလာရကိုဈေးကွက်ရွေးတော့မယ်ဆိုတဲ့ပုံသင်နည်းအတိုင်းအမြဲတမ်းဖြစ်ချင်မှာဖြစ်မှာပါ။ technical analysis ရဲ့အခြေခံဥပဒေသားဖြစ်တဲ့ဈေးကွက်ကသူရွေးချင်တဲ့ဘက်ကိုပဲရွေးနိုင်တယ်ဆိုတာကိုအမြဲတမ်းသတိထားရပါမယ်။ candlestick တွေနဲ့သူ့ရဲ့ pattern တွေကိုအမျိုးအစားခွဲတဲ့အခါမှာ bullish နဲ့ bearish ကိုသတ်မှတ်ဖော်ပြလေးရှိပြီးတော့များသောအားဖြင့်ဈေးကွက်ကအတက်ဘက်ကိုပြောင်းတော့မလားမကြခင်ဈေးအကျဘက်ကိုပြောင်းတော့မလားစသဖြင့်ဈေးကွက်အနေအထားကိုခံမှန်းသုံးသပ်လေးရှိပါတယ်။ pattern တွေမှာလည်း bullish candlestick pattern, bearish candlestick pattern ဆိုပြီးတော့2မျိုးခွဲခြားထားပါတယ်။ engulfing candle ဒီ candlestick တွေမှာ bullish engulfing candle နဲ့ bearish engulfing candle ဆိုပြီးတော့2မျိုးရှိပြီး candle 2ချောင်းနဲ့ဒီ pattern ကိုဖွဲ့စည်းထားပါတယ်။ bullish pattern မှာကအစိမ်းရောင် candle ကအနောက်မှာရှိပြီးတော့သူ့ရဲ့ရှေ့ကအနီရောင် candle အသေးကိုအပြည့်အဝဖုံးအုပ်ထားတာဖြစ်ပါတယ်။ဒါကဈေးကွက်ကအရှိန်အဟုန်ပြင်းပြင်းနဲ့အဝယ်ဘက်ကိုအားကောင်းနေပြီးတော့မကြခင်ဈေးတွေတက်တော့မယ်လို့သုံးသပ်နိုင်ပါတယ်။ bearish engulfing မှာလည်းအတူတူပဲဖြစ်ပြီးအနောက်က candle အနီရောင်ကရှေ့ကအစိမ်းရောင်ကိုအပြည့်အဝဖုံးအုပ်ထားတာဖြစ်လို့မကြခင်ဈေးကွက်ကအကျဘက်ကိုဦးတည်တော့မယ်လို့သုံးသပ်နိုင်ပါတယ်။ bullish engulfing ကိုတော့ဈေးကွက်အကျဘက် down trend မှာရှာရတာဖြစ်ပြီး bearish engulfing ကိုတော့ဈေးကွက်အတက်ဘက် up trend မှာရှာရပါတယ်။ဒီလိုပုံစံတွေပေါ်ပြီးဆိုရင်တော့ဈေးကွက်ကပြောင်းပြန်ဖြစ်သွားတော့မယ်လို့အချက်ပေးတာဖြစ်နိုင်ပါတယ်။ hammer and shooting star candle ဒီ candle တွေကပုံမှန်အဖြစ် wick အရှည်ကြီးရှိပြီးတော့သူ့ရဲ့ထိပ်နှမ်းမှာ body သေးသေးလေးပေါ်နေတာပါ။ဒီ candle တွေကိုကြည့်တဲ့အခါအယောင်နဲ့ခွဲခြားကြည့်လို့မရှိဘဲနဲ့ပေါ်လာတဲ့ပုံစံအနေအထားပေါ်မူတည်ပြီးတော့ဈေးကွက်သုံးသပ်လေးရှိပါတယ်။ဥပမာဈေးကွက်အကျမှာ hammer candle ပေါ်လာလို့ရှိရင်အတက်ဘက်ကိုဦးတည်တော့မယ်လို့ဆိုလိုတာဖြစ်ပြီးတော့ဈေးကွက်အတက်ဘက်မှာ shooting star ပေါ်လာရင်တော့အကျတော့မယ်လို့ယူဆနိုင်ပါတယ်။
ရောင်းသူတွေများတာကြောင့်မလို့ဈေးကွက်ကကျလာပေမဲ့ရောင်းသူတွေအားကုန်သွားပြီးတော့ဝယ်သူတွေနေရာယူလာတဲ့အခါမှာ wick အရှည်ကြီးတွေနဲ့ hammer ကန်တဲ့ပုံစံမျိုးပေါ်လာပါတယ်အလားတူပဲဝယ်သူတွေကဈေးကိုပင့်တင်ထားပေမဲ့ဝယ်သူတွေကုန်သွားပြီးတော့ရောင်းသူတွေနေရာဝင်ယူလာတဲ့အခါမှာ wick အရှည်ကြီးတွေနဲ့ shooting star ပုံစံပေါ်လာတတ်ပါတယ်hammer နဲ့ shooting star ကန်တယ်တွေကိုနောက်ဗီဒီယိုတွေမှာပြောပြပေးမယ် support နဲ့ resistance နေရာတွေမှာရှာနိုင်ပြီးတော့ဒီလိုပုံစံတွေပေါ်လာရင်တော့ဈေးကွက်ကပြောင်းပြန်ဖြစ်တော့မယ်လို့ယူဆလို့ရပါတယ် morning star and evening star ဒီ pattern တွေကတော့ candle 3ခုနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး morning star pattern ကိုဈေးကွက်ကျတဲ့အချိန်မှာကြည့်ပြီးတော့ evening star ကိုတော့ဈေးကွက်တက်တဲ့အချိန်မှာရှာရမှာဖြစ်ပါတယ် morning star ကိုအနီရောင် candle အကြီးပြီးရင်သူ့နောက်မှာ body အသေးနဲ့ candle နဲ့သူ့ရဲ့နောက်မှာပထမအနီရောင် candle ရဲ့ body ကိုအလယ်လောက်မှာဆင်းရောင်နဲ့ပိတ်ထားတဲ့ candle တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ် evening star ကိုလည်းဒီလိုပုံစံနဲ့ဖွဲ့စည်းထားတာဖြစ်ပြီးတော့နှစ်ခုလုံးကဈေးကွက်ရဲ့ trend ကိုပြောင်းလဲဖြစ်တော့မယ်လို့ဆိုလိုတာဖြစ်ပါတယ်morning star ကိုဈေးကွက်အကျဘက်မှာရှာရတာဖြစ်ပြီး evening star ကိုတော့ဈေးကွက်တက်နေတဲ့အချိန်မှာကြည့်ရတာဖြစ်ပါတယ်။ doji candle doji တွေကတော့အဖွင့်ဈေးနဲ့အပိတ်ဈေးကွာဟချက်တိတ်မရှိဘဲနဲ့ body သေးသေးလေးတွေနဲ့ဖွဲ့စည်းထားတဲ့ candle တွေပဲဖြစ်ပါတယ်။ wick တွေကတော့အပေါ်နဲ့အောက်အရှည်ကြီးတွေဖြစ်နေပြီး body ကအလယ်နေရာလောက်မှာအရွယ်အစားသေးသေးလေးနဲ့ဖြစ်နေတတ်ပါတယ်။ဆိုလိုတဲ့သဘောကဈေးကွက်ကလက်ရှိအချိန်မှာရောင်းသူနဲ့ဝယ်သူအားပြိုင်နေပြီးတော့ဆုံးဖြတ်လို့မရတဲ့အနေအထားဖြစ်ပါတယ်။doji candle တွေကအချိန်မရွေးပေါ်လာတတ်ပြီးတော့သူတစ်ခုတည်းသုံးတာမျိုးမဟုတ်ဘဲနဲ့တခြား pattern တွေနဲ့တွဲသုံးတာကပို့ပြီးတော့ထိရောက်ပါတယ်။တစ်ခါတလေ doji candle တွေကဈေးကွက်အပြောင်းလဲဖြစ်ဖို့အချက်ပြတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒီလိုမျိုး candle တွေနဲ့ chart တွေကိုကြည့်ကြရင်တော့ trading view ကအကောင်းဆုံးပဲဖြစ်ပါတယ်။ indicator တွေ tools တွေစုံစုံလင်လင်ရှိသလိုငွေကြေးဈေးကွက်က asset တွေကိုလည်းတနေရာထဲမှာစုံစုံလင်လင်ရှာဖွေကြည့်ရှုနိုင်ပါတယ်။ free account ဖွင့်ပြီးတော့သုံးလို့ရသလိုကိုက professional ကြကြသုံးချင်တယ်ဆိုရင်တော့ premium account ဖွင့်ပြီးသုံးတာပိုကောင်းပါတယ်။တခြား candlestick pattern တွေလည်းအများကြီးရှိပေမဲ့ယင်းနှိမ့်နှံသူတွေအနေနဲ့အခုပြောပြခဲ့တဲ့ candlestick pattern တွေကိုသိထားရုံနဲ့လုံလောက်ပါတယ်။ဒီ candlestick တွေကိုတော့ stock share ရွှေ cryptocurrency စတဲ့ငွေကြေးဈေးကွက်ကဘယ် asset မှာမဆိုအသုံးပြုနိုင်ပါတယ်။ဈေးကွက်အကျမှာ DCA နီးလန်းနဲ့ဖြည်းဖြည်းချင်းယင်းနှိမ့်နှံသွားလို့ရတယ်ဆိုပေမဲ့ကိုကဒီလိုမျိုး candlestick pattern တွေကိုသိထားခြင်းအပြင်ဈေးကွက်လာရကိုကြိုတင်ခံမှန်းလို့ရပြီးတော့ပို့ပြီးအကျိုးရှိရှိယင်းနှိမ့်နှံနိုင်မှာပါ။ထပ်ပြီးတော့သတိပေးချင်တာက candlestick pattern တွေကဈေးကွက်လာရကိုအများအားယာနှုံးပြည့်တိတိကျကျပြောပြပေးနိုင်ပါဘူး။ဖြစ်နိုင်ခြေအလားအလာတွေကိုပဲသုံးသပ်ရမှာဖြစ်ပါတယ်။ technical analysis ရဲ့အခြေခံဥပဒေသားဖြစ်တဲ့ဈေးကွက်ကသူသွားချင်တဲ့ဘက်ကိုပဲသွားနိုင်တယ်ဆိုတာကိုမျက်မြင်မှတ်ထားရပါမယ်။ဒီ pattern ပေါ်လာလို့ဒီဘက်ကိုသွားမယ်ဆိုတာမျိုးလုံးဝယူဆလို့မရပါဘူး